ဇလန်ကသူ့ကောင်မလေးရဲ့တင်ပါကိုအတန်းရှိမှာလူမိုက်တယောက်ကရိုက်လိုက်တဲ့အချိန်ကစတင်ခဲ့တယ်တိုက်ခိုက်ဖို့မရွေးချယ်ပဲမာကတ်ကလှည့်ထွက်သွားခဲ့တယ်သူ့ကောင်မလေးကသူ့ကိုကြောက်တတ်တဲ့သူလို့အော်ခေါ်နေသည့်တိုင်သူကပြုံးယုံတာပြုံးခဲ့တယ်ဒီလက်စားတက်တဲ့မိန်းကလေးကသူတို့ဟာမာကတ်ရဲ့အရင်ဘဝထဲမှာပဲနေထိုင်နေသေးတယ်လို့ထင်နေတာသိတာတယ်အရင်ဘဝမှာမာကတ်ကလူမိုက်ကိုမစင်မချင်းဝင်ရောက်ရိုက်နှက်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီမိန်းကလေးကမာကတ်ကပဲစတင်တိုက်ခိုက်ခဲ့တာလို့လူတိုင်းကိုပြောခဲ့တယ်သူမကလူမိုက်နဲ့ပါပူပေါင်းပြီးဆရာရှိမှမာကတ်ကိုအပြစ်ပုံချခဲ့ကြတယ်အဲ့ဒီအတွက်မာကတ်ရဲ့ကျောင်းစည်းကမ်းမှတ်တမ်းမှာအပြစ်မှတ်တမ်းတစ်ခုရှိသွားခဲ့ပြီးတက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်အောင်ဆုံးရှုံးခဲ့ရတယ်အယူမှုဆုံးအပိုင်းကတော့ကျောင်းပြီးသွားတဲ့နောက်မှာသူမကအဲ့ဒီလူမိုက်နဲ့ပဲတွဲခဲ့ပြီးနောက်ဆုံးလက်ထပ်သွားခဲ့တာပဲဒါပေမဲ့အခုမာကတ်ကပြန်လည်မွေးဖွားလာပြီးဖြစ်လို့သူမအတွက်သူ့နာမည်ဂုဏ်သိက္ခာနဲ့သူ့အနာဂတ်တစ်ခုလုံးကိုထပ်ပြီးမဖြစ်စီတော့ဘူးအခုသူ့ကိုဆရာရုံးခန်းထဲမှာတွေ့ရတယ်သူတို့ရဲ့ပေါ်ပေါ်ထင်ထင်လိမ်ညာမှုတွေကိုနားထောင်ရင်းအခြေအနေတစ်ခုလုံးကိုရေးစရာလူတောင်ထင်မိခဲ့တယ်အရင်ဘဝမှာတော့သူကကိုယ့်အပြစ်မရှိကြောင်းအသေးတန်ရှင်းပြဖို့ကြိုးစားခဲ့ပေမဲ့အချိန်တိုင်းကြာရှုံးခဲ့တယ်အဲ့ဒီတုန်းကဆရာကဘာကြောင့်သူ့ကိုမယုံတာလဲဆိုတာနားမလည်ခဲ့ဘူးဒါပေမဲ့နောက်ပိုင်းမှာတော့ဒီစစ်ဆေးမေးမြန်းမှုတစ်ခုလုံးကအစကတည်းကဟန်ပြလုပ်တဲ့လုံထုံးလုံနည်းတစ်ခုပဲဖြစ်တယ်ဆိုတာသိလာခဲ့တယ်လူမိုက်လီယိုကဌာနမှုရဲ့သားဖြစ်ပြီးအတန်းပိုင်ဆရာမစ္စတာမီလာကဘယ်ဘက်ကိုထောက်ရမယ်ဆိုတာကောင်းကောင်းသိနေခဲ့တယ်မာကတ်ဘလောက်ပဲရှင်းပြအကျိုးမရှိဘူးတစ်ဖက်ကလူတွေကိုဘယ်တော့မှအပြစ်ပေးမှာမဟုတ်ဘူးပိုဆိုးတာကသူ့ကောင်မလေးဆာရာကလည်းသူ့ဘက်ကမရက်တီပေးခဲ့ဘူးမစ္စတာမီလာကဆာရာစီကသူ့လိုချင်တဲ့အမှန်တရားကိုရပြီးသွားတဲ့အခါခေါင်းညိတ်ကသူတို့နှစ်ယောက်ကိုထွက်သွားခိုင်းလိုက်တယ်ဒါဟာအစကတည်းကစီစဉ်ထားတဲ့ဂိမ်းတစ်ခုဖြစ်ပြီးမာကတ်ကကောင်းကောင်းသိနေတယ်မစ္စတာမီလာကမာကတ်ဘက်ကိုလှည့်ပြီးစိတ်ပြက်နေတဲ့အမူအရာနဲ့အမတ်ကောင်းတဲ့ကျောင်းသားတစ်ယောက်ကဒီလိုရေးကြီးတဲ့အချိန်မှာဘာကြောင့်လမ်းလွဲသွားရတာလဲလို့မေးတယ်ဆာရာကိုဒီလောက်ကြိုက်နေရင်လည်းပွဲရပြီးမှတွဲတင်တယ်လို့တောင်ပြောခဲ့တယ်သူကအကြမ်းဖက်မှုဟာဘယ်တော့မှအပြေမဟုတ်ဘူးလို့ဆုံးမပြီးမာကတ်အတွက်ပြစ်ဒဏ်ကိုသတ်မှတ်ပြီးသားဖြစ်ကြောင်းပြောလိုက်တယ်မာကတ်ကစကလုံး1500ပါတဲ့အမှားဝင်ခံစာတစ်စောင်ရေးရမှာဖြစ်ပြီးကျောင်းတစ်ကျောင်းလုံးရှိမှလူသိရှင်ကြားအပြစ်တင်ခံရမှာဖြစ်တယ်တက္ကသိုလ်ဝင်စာမေးပွဲအထိရက်တရပဲကျန်တော့တဲ့အတွက်ဒီလိုကိစ္စတွေကြောင့်ဘဝကိုမဖျက်ဆီးမိစေနဲ့လို့ဆရာကသတိပေးခဲ့တယ်ဒါပေမဲ့မာကတ်ကမျက်နှာမှာဘာခံစားချက်မှမပေါ်ဘဲကျွန်တော်ညင်းတယ်လို့သာပြန်ဖြေလိုက်တယ်မစ္စတာမီလာရဲ့မျက်လုံးတွေပြူးကျဲသွားပြီးဒေါသထွက်လာကမာကတ်ဘာကိုညင်းတယ်ဆိုတာမေးတယ်မာကတ်ကသူ့အမားရဲ့ပြင်းထန်မှုကိုမသိသေးဘူးလို့အော်ဟစ်ပြောပြီးတစ်ဖက်မိဘတွေကအမှုမဖွင့်တာတော့သဘောကောင်းလုံးလို့ဖြစ်တယ်လို့ပြောတယ်အမားဝင်ခံစာရေးသည်ဖြစ်စေမရေးသည်ဖြစ်စေပြစ်ဒဏ်ကတော့ချမှတ်မှာပဲဖြစ်ပြီးအပြစ်မခံဘူးဆိုရင်မိဘတွေကိုခေါ်မယ်လို့ပြောလိုက်တယ်ဒါပေမဲ့မာကတ်ကတော့လုံးဝမတုံ့လုပ်ခဲ့ဘူးဆရာကကွန်ပျူတာထဲကကျောင်းသားမှတ်တမ်းကိုဖွင့်ပြီးမာကတ်ရဲ့မိခင်ဖုန်းနံပါတ်ကိုရှာကချက်ချင်းဖုန်းခေါ်လိုက်တယ်အမှန်ပြောရရင်မာကတ်ကဒီချင်းချောက်မှုကိုလုံးဝဂရုမစိုက်တော့ဘူးအရင်ဘဝမှာစာမေးပွဲတောင်ကြာရှုံးပြီးမိဘတွေကိုအမှန်တကယ်စိတ်ပျက်စေခဲ့တဲ့နာကျင်မှုတွေနဲ့ရှင်ရင်ဒီကိစ္စကဘာမှမဟုတ်ဘူးဒီတစ်ခါတော့ဘယ်အရာမှသူ့လမ်းကိုမပိတ်ဆို့နိုင်ဘူးလို့သူ့ကိုယ်သူပြောလိုက်တယ်သူမလုပ်တဲ့အမှားအတွက်ဘယ်တော့မှတောင်းပန်မှာမဟုတ်ဘူးသူကဆရာရဲ့မျက်လုံးကိုတက်တက်ကြည့်ပြီးကျွန်တော်မမားဘူးဆရာလည်းအမှန်တရားကဘာလဲဆိုတာအတွင်းစိတ်ထဲမှာသိပါတယ်လို့ပြောလိုက်တယ်ပြီးတော့ကြိုက်တဲ့ပြစ်ဒဏ်ချလိုက်ပါလို့ပြောကရုံးခန်းထဲကနေတန်းထွက်သွားခဲ့တယ်ဒါကတကယ်ကိုရဲရင်လုံးနဲ့လုံရက်တစ်ခုဖြစ်တာတဘာဝကြတယ်ဘလောက်ရေးစရာကောင်းလိုက်တယ်လဲဘဝတစ်လျှောက်လုံးနေထိုင်ပြီးသားလူတစ်ယောက်အနေနဲ့မာကတ်ကအထက်တန်းကျောင်းဆရာတစ်ယောက်ရဲ့ချင်းချောက်မှုကိုကြောက်ရွံ့နေမှာမဟုတ်ဘူးသူ့ရဲ့အထက်တန်းနောက်ဆုံးနှစ်ကိုပြန်လည်မွေးဖွားလာပြီးကတည်းကမူသားတစ်ခုရှိမှဘယ်တော့မှခေါင်းငုံမှာမဟုတ်ဘူးလို့တနိဋ္ဌာန်ချထားခဲ့တယ်အရင်ဘဝကကြာရှုံးမှုရဲ့နာကျင်မှုကိုသူကောင်းကောင်းမှတ်မိနေစေဖြစ်ပြီးသူနဲ့ထိုက်တန်တဲ့ဂုဏ်သိက္ခာအလုံးကိုပြန်ယူဖို့ဆုံးဖြတ်ထားတယ်အတန်းခန်းနဲ့ပြန်ရောက်တဲ့အခါနေရာတစ်ခုလုံးကစိတ်လှုပ်ရှားမှုတွေနဲ့ဆူညံနေခဲ့တယ်သူ့တငယ်ချင်းရင်းတွေကဝိုင်းလာပြီးအခြေအနေဘယ်လိုဆုံးဖြတ်လိုက်လဲဆိုတာမေးကြတယ်မာကတ်ကပေါ့ပေါ့ပပနဲ့ကျောင်းဘက်ကလူသိရှင်ကြားတောင်းပန်ခိုင်းတယ်လို့ပြောလိုက်တယ်ပြီးတော့သူကဆရာကိုစာတစ်လုံးတောင်မရေးဘူးလို့ပြောခဲ့ကြောင်းသူတို့ကိုအသိပေးလိုက်တယ်သူထိုင်ကုန်မှာပြန်ထိုင်လိုက်ပြီးစာအုပ်တွေကိုထုတ်ကာစာကိုအာယုံစိုက်ဖို့ပြင်ဆင်လိုက်သည်သူတငယ်ချင်းဂျိတ်ကတော့သူ့ရဲ့မကြောက်မရွံ့ဆန့်ကျင်မှုကိုအံ့ဩသဘောကျပြီးလက်မထောင်ပြကဆရာရဲ့နောက်ထပ်လှုပ်ဆောင်ချက်ကဘာလဲလို့မေးလိုက်သည်မာကတ်ကတော့ဂရုမစိုက်တယ်လို့ပဲဆရာကမိဘတွေကိုခေါ်ထားတယ်လို့ပြန်ဖြေလိုက်သည်ဒီစကားကြားတာနဲ့ဆာရာရုတ်တရက်စိုးရိမ်သွားသည်သူမကအလင်းမြန်ရောက်လာပြီးမာကတ်ကိုစင်ကြံဘက်သို့ဆွဲခေါ်ကအခြေအနေပိုဆိုးမသွားခင်ဆရာပြောတဲ့အတိုင်းလုပ်လိုက်ဖို့ဖြောင်းဖြတ်ကြိုးစားသည်သူမကလိန်ညာခဲ့တာအတွက်တောင်းပန်ပြီးအဲ့ဒီလိုမလုပ်ချင်ခဲ့ဘူးလို့ပြောသည်ဒါပေမဲ့နှစ်ယောက်လုံးအပြစ်ပေးခံရတာထက်တစ်ယောက်တည်းအပြစ်ပေးခံရတာကပိုကောင်းတယ်လို့ဆင်ခြေပေးသည်ထို့အပြင်သူမပါဒုက္ခရောက်သွားရင်မာကတ်တကယ်ပြောမှလားလို့တောင်မေးလိုက်သေးသည်သူမကတနာစရာကောင်းတဲ့မျက်နှာပေးနဲ့တောင်းပန်ဟန်ဆောင်ရင်အရင်ဘဝတုန်းကလိုသူမအတွက်အရာအလုံးကိုတာဝန်ယူပေးမဲ့အယူတယောက်လိုပြန်ဖြစ်လာစေချင်နေခဲ့သည်ဒါပေမဲ့မာကတ်ကတော့အဲ့ဒီအမှားကိုဒုတိယအကြိမ်ထပ်မလုပ်တော့ပေသူကမင်းလီယိုကိုမကြိုက်ဘူးဆိုရင်ဘာလို့သူ့ဘက်ကကူညီနေတာလဲလို့မေးလိုက်သည်ဆာရာကအလွန်စိတ်ပူသွားပြီးသူမကလီယိုကိုကူညီနေတာမဟုတ်ဘူးလို့အသေးအတန်ရှင်းပြသည်သူမကကိစ္စတွေပိုရှုပ်ထွေးမသွားစေချင်တာဖြစ်တယ်လို့ပြောသည်မာကတ်ဆရာကိုအပြစ်ဝင်ခံလိုက်ရင်ဒီကိစ္စအပြီးတက်သွားဖို့အတွက်စဉ်းစားစာကိုတောင်သူမကိုယ်တိုင်ရေးပေးမယ်လို့ကမ်းလှမ်းလာသည်ဒါဟာရိုးရိုးသားသားကမ်းလှမ်းချက်မဟုတ်ပဲထောင်ချောက်တစ်ခုသာဖြစ်ကြောင်းမာကတ်ကချက်ချင်းသိလိုက်သည်တကယ်ပဲမိဘတွေကိုခေါ်ရတဲ့အထိဖြစ်ရမှာလားလို့ဆာယာကမာကတ်ရဲ့လက်မောင်းကိုစုပ်ကိုင်ရင်းမျက်လုံးအပြည့်တောင်းပန်ဟန်နဲ့မိလိုက်သည်သူမကအလွန်တနာစရာကောင်းတယ်လို့ဟန်ဆောင်ရင်းမိဘတွေတိမသွားစေချင်ဘူးလို့ပြောကမာကတ်ကိုကူညီပေးဖို့တောင်းဆိုသည်အဲ့ဒီအတွက်ဆုလက်တစ်ခုတောင်ပေးမယ်လို့ပြောလိုက်သေးသည်မာကတ်ကပြုံးလိုက်ပြီးအဲ့ဒီဆုလက်ကဘာလဲလို့မေးလိုက်သည်ဆာရာကနှက်ခမ်းကိုင်ရင်တိုးတိုးလေးပြောလိုက်သည်နေငါ့ကိုအရန်ကြိုက်တာပဲမဟုတ်လားဒါဆိုငါနင့်ကိုငါနဲ့တွဲခွင့်တစ်ခါပေးမယ်မာကတ်ကရဲမီတော့မတက်ဖြစ်သွားသည်သူကအဲ့ဒီအခွင့်အရေးကိုတခြားတစ်ယောက်အတွက်ပဲတင်ထားလိုက်ပါလို့ပြောပြီးစာသင်ခန်းဘက်သို့ပြန်လှည့်သွားသည်အရင်ဘဝတုန်းကသူဟာမျက်စိကန်းနေခဲ့ပေမဲ့အခုတော့မဟုတ်တော့ပေဒါအပြင်သူသားတယောက်ကိုလိုက်မယ်ဆိုရင်လည်းဆာရာလိုလှည့်စားတတ်တဲ့မိန်းကလေးကိုမဟုတ်ပဲသူ့ရဲ့ပထမဆုံးစစ်မှန်တဲ့အချစ်ကိုသာရွေးချယ်မိဖြစ်သည်ရုတ်တရက်သူ့မျက်လုံးတွေတောက်ပသွားသည်ဒီအချိန်မှာပဲအဲ့ဒီမိန်းကလေးဟာဘေးကကျောင်းမှာအနိုင်ကျင့်ခံနေရစေဖြစ်နိုင်ကြောင်းသူသတိရသွားသည်မကြခင်မှာပဲဆရာကသူ့ကိုရုံးခန်းထဲပြန်ခေါ်လိုက်သည်မာကတ်ကသူ့အမေအလီနာကိုရှုပ်ထွေးတဲ့ခံစားချက်တွေနဲ့ကြည့်နေသည်သူမကတော့တားဖြစ်သူဟာမိန်းကလေးတယောက်ကြောင့်ရန်ဖြစ်မှုမှာပါဝင်ပတ်သက်နေမယ်လို့လုံးဝမထင်ထားခဲ့ပေအထူးသဖြင့်မာကတ်ဟာအမြဲတမ်းစီကံကောင်းပြီးထူးချွန်တဲ့အကြောင်းသားတယောက်ဖြစ်ခဲ့သောကြောင့်ဖြစ်သည်
မစ္စတာမီလာကမာကတ်ကိုသူ့အမေရှိမှပဲအမှန်တရားကိုရှင်းပြဖို့ပြောလိုက်သည်အဲလီနာကတပ်ပြင်းချပြီးသားကိုရုံးခန့်ရဲ့တိတ်ဆိတ်တဲ့ထောက်တနေရာသို့ခေါ်သွားကတကယ်ဖြစ်ခဲ့တာဘာလဲလို့မေးလိုက်သည်မာကတ်ကသူ့အမေနာနာကပ်ပြီးဖြစ်ခဲ့သည်မြအမှန်တရားအလုံးကိုမဖုံးမကွယ်ပြောပြလိုက်သည်သူ့စကားကိုတက်တည်ပြဖို့အတွက်လဲဆာရာပို့ခဲ့တဲ့စာတို့ကိုဖုန်းထဲကထုတ်ပြလိုက်သည်သူမရဲ့သားကထောင်ချောက်ဆင်ခံခဲ့ရကြောင်းသိသွားချိန်မှာအဲလီနာကအလွန်ဒေါသထွက်သွားပြီးလက်တွေတောင်တုံလာသည်အဲလီနာကမစ္စတာမီလာဘက်လှည့်ပြီးဒီအသက်အရွယ်မိန်းကလေးတစ်ယောက်ကဒီလောက်တောင်ရဲရဲတင်းတင်းလိန်ရဲတာလားလို့ဆူရှာတဲ့အတန်နဲ့မေးလိုက်သည်ထို့နောက်သူမကဖုန်းကိုဆရာလက်ထဲထိုးပေးပြီးသူသားပြောနေတာအမှန်ဖြစ်ကြောင်းအခိုင်အမာပြောလိုက်သည်မာကတ်ဟာလူမှုကွန်ရက်ပေါ်ကပို့တစ်ခုကြောင့်တွားခဲ့တာမဟုတ်ပဲဆာရာကိုယ်တိုင်အနိုင်ကျင့်ခံနေရတယ်လို့ပြောခဲ့လို့တွားခဲ့တာဖြစ်ကြောင်းရှင်းပြသည်မစ္စတာမီလာကစာတိုမှတ်တမ်းတွေကိုကြည့်ရင်းမျက်လုံးပြူသွားသည်ဒီလိုရုပ်ပိုင်းဆိုင်ရာတက်တည်ရှိနေမယ်လို့သူမထင်ထားခဲ့ပေဒါပေမဲ့မကြခင်မှာပဲသူ့မျက်နှာတင်းမာသွားပြန်သည်သူကဆာယာလိန်ညာခဲ့တာမှားတယ်ဆိုတာဝန်ခံပေမဲ့မာကတ်ကလူတစ်ယောက်ကိုထိုးခဲ့တာကတော့အမှန်ပဲလို့ပြောသည်ထို့နောက်လီယိုဟာအားကစားသမားတစ်ယောက်ဖြစ်ပြီးသူ့တန်ရာတွေကြောင့်လာမယ့်စာမှုပွဲတွေထိခိုက်သွားရင်အလွန်ဆိုးရွားသွားမယ်လို့ထောက်ပြသည်ပြီးတော့မစ္စတာမီလာကမာကတ်ဘက်လှည့်ကဆက်လက်ဆုံးပါသည်ဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်အကြမ်းဖက်မှုကဘယ်တော့မှမမှန်ကန်ဘူးလို့ပြောပြီးမာကတ်အနေနဲ့သူ့အမားကိုတေချာပြန်လဲသုံးသပ်တင်ကြောင်းပြောသည်ဆာယာရဲ့လိန်ညာမှုကိုနောက်မှကင်တွယ်မယ်လို့ပြောပေမဲ့မာကတ်ကတော့အမှားလုပ်ခဲ့သူဖြစ်နေစေပဲလို့အခိုင်အမာဆိုသည်မာကတ်ကတော့ရေးလိုက်ပြီးဆရာပြောခဲ့တဲ့စကားတွေကိုအရွက်တိုက်တဲ့လေတံနဲ့ပြန်ရွတ်ပြလိုက်သည်အမှန်တရားကိုဒီလောက်ထိမျက်ကွယ်ပြုနိုင်တဲ့ဆရာတစ်ယောက်ရှိနေတာကတကယ်ကိုအံ့ဩစရာကောင်းလွန်းလာသည်မာကတ်ကအမှန်တရားကိုဂရုမစိုက်တယ်လို့ဟန်ဆောင်နေကြတော့မှလားဟုမေးလိုက်သည်သူအပြစ်ပေးခံရမည်ဆိုရင်သူတို့၃ယောက်စလုံးကိုအတူတူအပြစ်ပေးတင်ကြောင်းပြောလိုက်သည်အမှန်တော့သူကနောက်ဆက်တွဲအကျိုးဆက်များကိုမဂရုစိုက်တော့ပေဆရာမီလာကအလွန်ဒေါသထွက်နေပြီးမာကတ်ကိုလက်ညှိုးထိုးကအီလီနာကိုသူမ၏သားမှာအကျဉ်းဆိုးရှိပြီးနောင်တလည်းလုံးဝမရှိကြောင်းပြောလိုက်သည်စကလုံးတရေထိုင်900ပါသောဝန်ခံစာသည်မလုံလောက်တော့ကြောင်းကြေညာလိုက်သည်ယခုအခါစကလုံး3000ပါသောဝန်ခံစာရေးရမည်ဖြစ်ပြီးចောင်းသားအားလုံးရှိတွင်လည်းလူသိရှင်ကြားအပြစ်တင်ခံရမည်ဟုဆိုလိုက်သည်သူကမာကတ်တွင်နောက်တရားသည့်လက္ခဏာမတွေ့ရကြောင်းပြောခဲ့တော်လဲမာကတ်ကပြုံးယုံတာပြုံးပြီးလီယိုအမတ်တကယ်အပြစ်ပေးခံရမည်ဟုတေချာသလားဟုပြန်မေးလိုက်သည်ထို့နောက်ဆရာမီလာကိုမျက်လုံးချင်းစုံကြည့်ကသူ့ကိုယ်သူဆရာတယောက်ဖြစ်ရန်တင့်တော်သည်ဟုတကယ်ထင်သလားဟုမေးလိုက်သည်ထိုစကားကြောင့်ထိုလူသည်ဒေါသကြီးထွက်လိုက်သည်မာကတ်သည်ယခုအခါအထက်လူကြီးများကိုစော်ကားနေပြီဟုအော်ဟစ်ကအီလီနာကိုသူဒီကိစ္စကိုဆက်မကင်တွေတော့ကြောင်းပြောလိုက်သည်သူကဒီကိစ္စကိုကျောင်းကြီးယုံတို့တိုက်ရိုက်တင်မည်ဟုဆုံးဖြတ်လိုက်သည်မာကတ်ကလှောင်ပြောင်းသည့်အတန်ဖြင့်လူတိုင်းကလီယိုသည်ကျောင်းအုပ်ကြီး၏သားဖြစ်ကြောင်းသိထားကြသဖြင့်ထို့သို့လှုပ်ခြင်းကဘာထူးမည်နည်းဟုမေးလိုက်သည်ကျောင်းအုပ်ကြီးသည်သူ့သားကိုအမှန်တကယ်ပြင်းပြင်းထန်ထန်အပြစ်ပေးမည်မဟုတ်ကြောင်းထင်ရှားနေသည်ဟုထောက်ပြလိုက်သည်ထိုစကားကြောင့်အားလုံးစုံညံသွားကြသည်နိုင်ဝက်ခန့်ကြာတွင်ကျောင်းအုပ်ကြီးလူဝစ်သည်မျက်နှာတင်းတင်းဖြင့်ရုံးခန်းထဲတွင်ထိုင်နေပြီးဆရာများနားနေခန်း၌သူတို့၏မလေးမစားပြုမှုအကြောင်းကြားပြီးဖြစ်ကြောင်းပြောလိုက်သည်သူကအီလီနာကိုယခုခါမှန်သည်မားသည်ကိုဆွေးနွေးနေခြင်းမဟုတ်တော့ဘဲသူမ၏သားကဆရာများပေါ်ထားရှိသောလက်မခံနိုင်စရာသဘောထားကိုဆွေးနွေးနေခြင်းဖြစ်ကြောင်းပြောလိုက်သည်ဆရာမီလာမှာစိတ်ဖိစီးမှုကြောင့်နှလုံးရောဂါပင်ထလာကြောင်းပြောလိုက်သည်ထို့နောက်သူသည်သူ့သားကိုတရားမျှတမှုမှကာကွယ်ပေးမည်ဟုသောဆွဆွဲချက်အပေါ်စိတ်ဆိုးသလိုဟန်ဆောင်လိုက်သည်ကျောင်းအုပ်ကြီးကသူသည်သူ့သားကိုအိမ်တွင်လည်းတူညီစွာအပြစ်ပေးမည်ဟုဆိုခဲ့တော်လဲမာကတ်သည်ဆရာကိုတောင်းပန်ရမည်ဖြစ်ပြီးစကလုံးသုံးသူညပါသောဝန်ခံစာကိုကျောင်းသားအားလုံးရှိတွင်ဖတ်ပြရမည်ဟုအခိုင်အမာပြောလိုက်သည်သူကအခြေအနေသည်အလွန်ဆိုးရွားနေကြောင်းပြောပြီးမာကတ်သည်သူ၏အကျင့်ကိုမပြောင်းလဲနိုင်ပါကကျောင်းကသူ့ကိုဆက်ထားနိုင်မည်မဟုတ်ကြောင်းဆိုလိုက်သည်ကျောင်းထုတ်ခံရနိုင်သည်ဟုကြားလိုက်ရသောအခါအီလီနာ၏စိတ်နှလုံးနစ်မြုပ်သွားသည်သူမကအထက်တန်းနောက်ဆုံးနှစ်တွင်သူမ၏သားကိုကျောင်းထုတ်မည်ဆိုသည်မှာအမှန်ပင်လားဟုအလင်းမြန်မေးလိုက်သည်ကျောင်းအုပ်ကြီးလူဝစ်ကတော့ဆရာများကိုမလေးစားသောကျောင်းသားကိုသူတို့တင် जा ပေးနိုင်မည်မဟုတ်ကြောင်းသာပြောနေခဲ့သည်သူကမာကတ်သည်ထိုမြခေါင်းမာနေတဲ့၍သူတို့အနေဖြင့်ကူညီပေးရန်မတတ်နိုင်ကြောင်းဆိုလိုက်သည်အီလီနာကသူမ၏သားသည်နည်းနည်းကောင်းမာယုံသာဖြစ်ကြောင်းရှင်းပြရန်ကြိုးစားခဲ့သည်သို့သောသူမစကားမဆုံးမီမာကတ်ကအခန်းထဲရှိလူတိုင်းကိုအံ့အားသင့်စေသောအေးဆေးရှင်းလင်းသည့်အတန်ဖြင့်ကြားဖြတ်ပြောလိုက်သည်သူကသူ့အမေကိုကိစ္စမရှိကြောင်းပြောလိုက်သည်သူတို့ကိုဒီနေရာတွင်မကြိုဆိုတော့ပါကဘေးကအထက်တန်းကျောင်းသို့ပြောင်းတက်လိုက်မည်ဟုဆိုလိုက်သည်ကျောင်းအုပ်ကြီးလူဝစ်သည်ဒေါသကြောင့်မျက်နှာနီးမြန်းသွားသည့်တုန်နေသောလက်ညှိုးဖြင့်မာကတ်ကိုညွှန်ကာအီလီနာကိုဒါသည်သူမ၏သားအတွက်နောက်ဆုံးခွင့်ရဖြစ်ကြောင်းပြောလိုက်သည်သူကမာကတ်ကိုရွေးချယ်ခိုင်းလိုက်သည်ဝန်ခံစာရေးပြီးသူ၏အမှားများကိုဝန်ခံမလားသို့မဟုတ်ကျောင်းမှအပြီးပိုင်ထွက်သွားမလားဟုမေးလိုက်သည်မာကတ်ကတော့ပြုံးယုံသာပြုံးလိုက်သည်သူသည်ဗက်လိုက်သောဤနေရာကိုစွန့်ခွာသွားရမည်ကိုအလွန်ပင်ဝမ်းမြောက်နေခဲ့သည်ထိုသတင်းသည်သူ၏အတန်းသို့ရောက်ရှိသွားသောအခါအတန်းဖော်များအံ့အားသင့်သွားကြပြီးသူသည်အရေးကြီးသောစာမေးပွဲကိုမိတို့ဖြေဆိုမည်နည်းဟုတွေးတောနေကြသည်မာကတ်၏ယင်းနှီးသောတငယ်ချင်းအချို့ကသူ့ထံသို့အမြန်ရောက်လာပြီးစိတ်ပြောင်းစေရန်ကြိုးစားကြသည်သူတို့ကတက္ကသိုလ်ဝင်စာမေးပွဲသည်ဘဝကိုပြောင်းလဲပေးနိုင်သောအရေးကြီးသည့်အရာဖြစ်ကြောင်းသတိပေးကြသည်သူ၏အတန်းပိုင်ဆရာကလည်းစကလုံးသုံးသူညပါသောဝန်ခံစာကိုသာရေးလိုက်လျင်အခြေအနေများပြောင်းလဲသွားနိုင်ကြောင်းပြောခဲ့သည်ဆရာကမာကတ်တာပူးပေါင်းဆောင်ရွက်ပါကဆာရာပေါ်ချမှတ်ထားသောအပြစ်ဒဏ်ကိုပြန်လည်စဉ်းစားပေးနိုင်ကြောင်းအကြံပြုခဲ့သည်ဆာရာ၏တငယ်ချင်းများကလည်းဆရာသည်ဒေါသမထွက်တော့ဘဲမာကတ်ကသာပြန်လည်ညှင်းခုန်ခဲ့သောကြောင့်ယခုလိုဖြစ်သွားခြင်းဖြစ်ကြောင်းပြောကြသည်ယခုဆာရာငိုနေပြီးသူမ၏မိဘများကိုပါကြောင်းခေါ်ထားကြောင်းပြောကြသည်သူတို့ထဲမှတယောက်ကမာကတ်ကိုမိန်းကလေးတယောက်ငိုနေသည်ကိုဒီအတိုင်းလွတ်ထားပြီးသူသည်ယောက်ျားသားဟုတ်သေးရဲ့လားဟုမေးလိုက်သည်ရုတ်တရက်အခန်းတစ်ခုလုံးတိတ်ဆိတ်သွားသည်ဆရာမီလာကချောင်းနှစ်ချက်ဟန်ပြီးမာကတ်ကိုအပြင်ထွက်လာရန်ခေါ်လိုက်သည်အခြားကျောင်းသားများကရှုပ်ထွေးသောအမှုရာများဖြင့်ကြည်နေကြစဉ်မာကတ်သည်စင်ကြံဘက်သို့ရှောက်သွားခဲ့သည်သူကယဉ်ကျေးသောဆွေးနွေးမှုတစ်ခုဖြစ်မည်ဟုထင်ထားခဲ့တော်လဲသူ့ကိုစကားဖြင့်ပြင်းပြင်းထန်ထန်တိုက်ခိုက်ခြင်းသာကြုံတွေ့ရသည်သူသည်ဆရာတယောက်မားနေခဲ့လျင်ပင်ကျောင်းသားတယောက်အနေဖြင့်ပြန်လည်ပြောဆိုပိုင်ခွင့်မရှိကြောင်းပြောခံလိုက်ရသည်ကျောင်းအုပ်ချုပ်ရေးမှူးကသူ့အနေနဲ့အမှတ်ကောင်းရလို့ကိုထူးကြတယ်လို့ထင်နေတာလားလို့မေးလိုက်သည်ထို့နောက်ကျောင်းမှာသူ့လိုကျောင်းသားမျိုးမလိုအပ်ဘူးစာမတင်ခြင်းရင်ထွက်သွားလိုက်လို့ပြောလိုက်သည်မာကတ်ကတင်းငိမ့်စွာဖြင့်ကောင်းပြီဟုပြန်ဖြေလိုက်သည်ထို့ဖြေကြောင့်ကျောင်းအုပ်ချုပ်ရေးမှူးမှာအလွန်အမင်းအံ့ဩသွားရသည်အမှန်အတိုင်းပြောရလျင်သူသည်ဒီလောက်အာနာဖီဆန်သောကျောင်းသားမျိုးကိုတခါမှမကြုံဘူးခဲ့ပေဒေါသထွက်သွားသောသူကမာကတ်ကိုကျောင်းထွက်လိုက်တော့ဟုပြောလိုက်သည်
ထိုအချိန်တွင်ဆာယာ၏မိဘများရောက်လာကြသည်သို့သောသူတို့၏သမီးကိုဆုံးမမည့်အစားချက်ချင်းပင်ကိစ္စနှင့်ဝေးကွာစေရန်ကြိုးစားကြသည်ဆာယာ၏မိခင်ကမာကတ်စ်ကိုမထီမဲ့မြင်ပြုသည့်မျက်နှာထားဖြင့်လက်ညှိုးထိုးလိုက်သည်သူမကမာကတ်စ်သည်ဘာမှမဟုတ်သောသူတစ်ယောက်သာဖြစ်ကြောင်းပြောကာသူမ၏သမီးအကြောင်းလိမ်ညာပြောဆိုနေသည်ဟုဆွဆွဲသည်ထို့ပြင်ဆာရာကိုနှောက်ယှက်မနေစေရန်သူ့ကိုအခြားကြောင်းသို့ပြောင်းရွှေ့ပေးသင့်ကြောင်းမှပြောလိုက်သည်မာကတ်စ်၏မိခင်အဲလီနာမှာဒေါသထွက်နေပြီးပြန်လည်တုံ့ပြန်တော့မည့်အချိန်တွင်မာကတ်စ်ကအံ့အားသင့်ဖွယ်ကြေညာချက်တစ်ခုဖြင့်သူမကိုတားလိုက်သည်သူကမိခင်အားမိမိကြောင်းထွက်တော့မည်ဖြစ်ကြောင်းပြောပြီးကြောင်းကထွက်သွားမှသာမိမိအမှတ်များပိုမိုကောင်းမွန်လာမည်ဟုဆိုလိုက်သည်အနီးတွင်ရှိနေသောယူပဗေဒဆရာမဂေဘယ်ကတက်ပြင်းချလိုက်ပြီးနောက်လတွင်ကျင်းပမည့်ယူပဗေဒပြိုင်ပွဲအတွက်သူ့ကိုအကြံပြုရန်စီစဉ်ထားခဲ့ကြောင်းပြောသည့်ရင်းမှာအလွန်ကြီးမားသောအခွင့်အရေးတစ်ခုဖြစ်သည့်အမှတ်မြင့်မြတ်ရပါကတက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင်အပိုအမှတ်များပင်ရနိုင်ကြောင်းရှင်းပြသည်သို့သောအတန်းလျင်နေရာတစ်နေရာသာရှိသဖြင့်အခြားသူတစ်ဦးကိုပေးရတော့မည်ဟုဆိုသည်ဆာရာ၏မိခင်ကမျက်နှာမပူဘဲဆာရာကိုထိုနေရာပေးနိုင်မလားဟုမေးလိုက်သည်ဆရာမဂေဘယ်ကစိတ်အနှောက်အယှက်ဖြစ်နေသည့်အပြုံးတစ်ခုဖြင့်ဆာရာ၏ယူပဗေဒအမှတ်များမှာအလွန်တာမန်မြတာဖြစ်ကြောင်းပြောလိုက်သည်နှစ်ရက်ကြာတွင်မာကတ်စ်သည်ကျောင်းထွက်လျှောက်လွှာစာရွက်များကိုကိုင်ဆောင်ကာအတန်းပိုင်ဆရာမစ္စတာမီလာ၏ရုံးခန်းသို့ဝင်လာသည်မစ္စတာမီလာကသူ့ဘဝကိုသူကိုယ်တိုင်ဖျက်ဆီးနေသည်ဟုဝေဖန်ရန်မနေနိုင်ခဲ့ပေဆရာကမိမိသည်ဒီလိုကျောင်းသားမျိုးကိုတစ်ခါမှမတွေ့ဘူးကြောင်းပြောပြီးမာကတ်စ်ကိုဓာတုဗေဒပြိုင်ပွဲအတွက်ပါစာရင်းသွင်းပေးရန်စီစဉ်ထားခဲ့ကြောင်းဆိုသည်မာကတ်စ်ကအေးဆေးစွာကြည့်လိုက်ပြီးဆရာကယခုတောင်းပန်မည်ဆိုပါကမိမိကျောင်းဆက်တက်ရန်စဉ်းစားပေးနိုင်ကြောင်းပြောသည်ထို့ပြင်သူသာစုရခဲ့ပါကထိုစုအပေါ်ဆရာ၏နာမည်ကိုတင်နိုင်ကြောင်းပင်ပြောလိုက်သည်မစ္စတာမီလာ၏မျက်နှာမှာချက်ချင်းမဲမောင်သွားပြီးစာရွက်များကိုလက်မှတ်ထိုးလိုက်သည်ထို့နောက်အုပ်ချုပ်ရေးမှူးနှင့်ကျောင်းအုပ်ထံသွားပေးရန်ပြောလိုက်သည်သူကမာကတ်စ်ကိုအမြန်ဆုံးထွက်သွားစေချင်နေခဲ့သည်ခဏအကြာတွင်မာကတ်စ်သည်အုပ်ချုပ်ရေးရုံးသို့ရောက်လာသည်အုပ်ချုပ်ရေးဝန်ထမ်းကမောကြည့်လိုက်ပြီးကျောင်းထွက်မလို့လားဟုမေးလိုက်သည်မာကတ်စ်ကကျောင်းအုပ်လူဝစ်ကိုနှုတ်ဆက်ပြီးကျောင်းထွက်လျှောက်လွှာတွင်လက်မှတ်ထိုးပေးရန်တောင်းဆိုသည်ကျောင်းအုပ်ကကျောင်းထွက်ရသည့်အကြောင်းရင်းကိုဖတ်လိုက်ပြီးမျက်မှောင်ကျုပ်သွားသည်အင်္ဂလိပ်စာဆရာနှင့်ပဋိပက္ခဖြစ်ပွားမှုကြောင့်ပညာဆက်လက်မသင်ကြားနိုင်တော့ခြင်းရင်းမှာအလွန်ရဲတင်းသောဖော်ပြချက်တစ်ခုဖြစ်သည်ကျောင်းအုပ်ကသူသည်ဆရာများကိုပြန်ပြောသောကျောင်းသားဖြစ်ရမည်ဟုမှတ်ချက်ပြုလိုက်ပြီးထိပ်တန်းကျောင်းသားတစ်ယောက်ဒီလိုထွက်သွားရသည်မှာနှမျောစရာဖြစ်ကြောင်းပြောသည်သို့သောရန်ဖြစ်တတ်ပြီးအာနာကိုမလေးစားသောကျောင်းသားမျိုးကိုကျောင်းတွင်ဆက်ထား၍မရနိုင်ကြောင်းလည်းဆိုသည်မာကတ်စ်၏နှက်ခမ်းထောင်တွင်အပြုံးသေးသေးတစ်ခုပေါ်လာသည်အကြံတစ်ခုရုတ်တရက်ပေါ်လာခဲ့သည်သူကကျောင်းသည်ပြည်နယ်စံပြကျောင်းအဆင့်သတ်မှတ်ချက်အတွက်လျှောက်ထားနေကြောင်းကြားသိထားသည်ဟုပြောပြီးထိုအဆင့်တန်းကိုရယူရန်မိမိအကူအညီလိုအပ်မည်ဆိုပါကဆရာများကအရင်ဆုံးမိမိကိုတောင်းပန်ရမည်ဟုဆိုလိုက်သည်ကျောင်းအုပ်လူဝစ်ကမျက်လုံးလှန်လိုက်ပြီးကျောင်းသားတစ်ယောက်ကဒီလိုတောင်းဆိုနေသည်ကိုကြားရသဖြင့်အလွန်အံ့ဩသွားသည်ဒီလောက်မလေးစားသောအပြုအမူမျိုးကိုတစ်ခါမှမတွေ့ဘူးခဲ့သဖြင့်စာရွက်များကိုချက်ချင်းလက်မှတ်ထိုးကာကျောင်းထွက်ခွင့်ကိုအတည်ပြုပေးလိုက်သည်ထို့နောက်မာကတ်စ်သည်သူ၏ပစ္စည်းများကိုတင်စီရန်စာသင်ခန်းသို့ပြန်သွားသည်သူ၏စပွဲဖော်လီယိုကတက်ပြင်းချလိုက်ပြီးယခုမှစ၍အိမ်စာကူးချရန်လူမရှိတော့သဖြင့်သူ့ဘဝပြီးသွားပြီဟုညည်းတွားလိုက်သည်မာကတ်စ်ကရေမောပြီးတစ်ခါလောက်တော့ကိုယ်တိုင်လေ့လာသင်ယူကြည့်တင်ကြောင်းပြောလိုက်သည်လီယိုကတော့သူသည်သင်ယူစရာတွေအကုန်သင်ယူပြီးသားပါဟုဟာတာလောက်ကပြန်ပြောလိုက်သည်ထို့နောက်ရခင်ဘဝတွင်လီယိုသည်မာကတ်စ်၏စစ်မှန်သောတငယ်ချင်းအနှဲငယ်ထဲမှတစ်ယောက်ဖြစ်ခဲ့ကြောင်းသိရသည်မာကတ်စ်စာမေးပွဲကြပြီးနောက်တွင်ပင်သူတို့နှစ်ယောက်တက္ကသိုလ်တစ်ခုလေးသို့တက်ရောက်ခဲ့ကြသည်အမှန်တကယ်တော့ဆာရာ၏လှည့်စားမှုများစွာအကြောင်းအမှန်တရားကိုနောက်ဆုံးတွင်မာကတ်စ်အားပြောပြခဲ့သူမှာလီယိုပင်ဖြစ်သည်ထို့ပြင်ဆာရာနှင့်အားကစားသမားရိုင်ယန်တို့သည်တွဲနေကြပြီးပွဲရပြီးမကြမီလက်ထပ်တော့မည်ဟုကြေညာခဲ့ကြောင်းလည်းသိရသည်ထိုမင်္ဂလာပွဲကိုတက်ရောက်ခဲ့သောတဦးတည်းသောအယူမှာမာကတ်စ်သာဖြစ်ခဲ့သည်ယခုပြန်တွေးကြည့်လိုက်လျှင်ထိုအမှတ်တရမှာအလွန်ရစရာကောင်းလာသည်ထိုအချိန်တွင်လီယိုကဆာရာဘက်သို့လှည့်ကြည့်ပြီးသူမ၏မိခင်ကမာကတ်စ်သည်သူ့သမီးကိုထပ်မံမနှောက်ယှက်နိုင်စေရန်အတန်းထဲရှိလူတိုင်းကိုစောင့်ကြည့်ပေးဖို့ပြောထားကြောင်းတိုးတိုးလေးပြောလိုက်သည်မာကတ်စ်ကတော့ရဲလိုက်ပြီးသူထွက်သွားတော့မည်ဖြစ်သဖြင့်အရေးမကြီးကြောင်းပြောလိုက်သည်နောက်ဆုံးကျောင်းဆင်းကောင်းလောင်းမြည်လာသောအခါမာကတ်စ်သည်ဤကျောင်းမှထာဝရထွက်ခွာရန်သူ၏ပစ္စည်းများကိုစတင်သိမ်းဆည်းလိုက်သည်တကားဝသို့ရောက်သွားချိန်တွင်ဆာယာကသူ့ကိုလှမ်းခေါ်လိုက်ပြီးတိုးဆုပ်စွာဖြင့်သူမအနေဖြင့်သူ့ကိုနာကျင်စေလိုသည့်ရည်ရွယ်ချက်မရှိခဲ့ကြောင်းပြောလာသည်မာကတ်စ်အမှန်တကယ်ကျောင်းထွက်တော်မူကိုမြင်လိုက်ရသဖြင့်သူမ၏လက်ပြမလုံးမှုကနိုးထလာသလိုပင်ဖြစ်နေသည်မာကတ်စ်ကလှည့်ကြည့်လိုက်ပြီးအေးဆက်သောမျက်နှာဖြင့်သူမ၏လိမ်ညာမှုများကသူ့ကိုအလွန်စိတ်ပျက်စေခဲ့ကြောင်းပြောလိုက်သည်ဆာရာကတော့တနာစရာကောင်းသူအဖြစ်ဟန်ဆောင်ကငိုချလိုက်ပြီးသူမအဲ့ဒီလိုမရည်ရွယ်ခဲ့ကြောင်းအခိုင်အမာပြောသည်သူမကိုကြည့်နေသောမာကတ်စ်၏ရင်ထဲတွင်ရခင်ကလိုချစ်ခင်မှုလုံးဝမကြံတော့ပေသူမ၏ရှင်းပြချက်များသည်သူမ၏စရိုက်လက္ခဏာကိုဖုံးကွယ်ရန်အကြောင်းပြချက်များသာဖြစ်ကြောင်းသူသဘောပေါက်သွားသည်နောက်ဆုံးတွင်သူကဆာရာနှင့်ရိုင်ယန်တို့သည်တယောက်နှင့်တယောက်ထိုက်တန်ကြကြောင်းပြပြတသားပြောလိုက်သည်ထို့နောက်သူလှည့်ထွက်သွားခဲ့ပြီးဘဝနှစ်ဆက်တိုင်အောင်တည်ဆောင်လာခဲ့သောစိတ်ဖိစီးမှုများကိုနောက်ဆုံးတွင်လွှတ်ချနိုင်ခဲ့သည်ရခင်ဘဝတုန်းကတော့ထိုစကားကိုအကြိမ်ပေါင်း1000ပြောချင်ခဲ့ဘူးသည်သူတို့၏မင်္ဂလာပွဲနေ့၌ပင်ထိုသို့ပြောချင်ခဲ့ဘူးသည်အမှန်တိုင်းပြောရလျှင်ပြန်လည်မွေးဖွားလာရခြင်းကအလွန်လွတ်လပ်သလိုခံစားရသည်သူသည်အသက်ရှူကျက်စေသောဘဝမျိုးကိုဆက်လက်မနေထိုင်ရတော့ပေအိမ်တို့ပြန်ရောက်ပြီးနောက်သူပထမဆုံးလုပ်လိုက်သောအရာမှာကွန်ပျူတာဖွင့်ကကျောင်းဖိုရမ်သို့ဝင်ရောက်ပြီးလူကြိုက်များနေသောသူ၏အွန်လိုင်းဝတ္ထုစာမျက်နှာကိုရှာဖွေလိုက်ခြင်းဖြစ်သည်ကိုရေးကိုတာအကြောင်းရင်းများကြောင့်ကျောင်းထွက်တော်မူဖြစ်ပြီးဝတ္ထုအပ်တိတ်များကိုခေတ္တရနာရမည်ဖြစ်ကြောင်းသူရေးတင်လိုက်သည်ပြီးခဲ့သောရက်အနည်းငယ်အတွင်းသူတွင်စာရေးစွမ်းရည်ရှိမရှိသိလို၍အီဇလန်ကိုရေးသားခဲ့ခြင်းသာဖြစ်သည်သို့သောသူ၏ကျောင်းပြောင်းရွှေ့မှုကမျှော်လင့်ထားသည့်ထက်ပိုမိုမြန်ဆန်စွာရောက်ရှိလာခဲ့သည်ထွက်သွားတော်မူဖြစ်သဖြင့်ဤနေရာတွင်ဆက်ရေးနေရန်လည်းမလိုအပ်တော့ပေသူသည်စာဖတ်ပရိသတ်များကိုတရားဝင်တောင်းပန်စာတင်လိုက်ပြီးမကြာမီမှာပင်ပရိသတ်များပြကမရက်တန့်ရန်တောင်းဆိုသောမှတ်ချက်များရေးသားလာကြသည်ထိုမှတ်ချက်များကိုကြည့်ရင်သူတိတ်တဆိတ်ပြုံးလိုက်ပြီးသူတွင်အမှန်တကယ်စာရေးခြင်းအတွက်ပါရမီနှဲငယ်တော်ရှိနေသေးကြောင်းထင်မြင်မိသည်တနင်္လာနေ့ရောက်သောအခါမာကတ်စ်သည်မြို့၏အဆင့်နှစ်ရှိအထက်တန်းကျောင်းသို့အောင်မြင်စွာပြောင်းရွှေ့နိုင်ခဲ့သည်ကျောင်းအဆောက်အဦနှင့်ပစ္စည်းကိရိယာများမှာရခင်ကျောင်းနှင့်ဆင်တူတော်လဲဘွဲရနှုံမှာအနှဲငယ်နှိမ့်ကြသည်ကားမောင်းသွားစဉ်သူ၏ဖခင်ကမျက်နှာတင်းတင်းထားကာမာကတ်စ်ပြဿနာရှာခဲ့ပုံများကိုညှဉ်းညူနေပြီးဤကျောင်းကလက်ခံပေးသည့်အတွက်ကံကောင်းကြောင်းပြောနေသည်မကြာမီသူတို့ကျောင်းသို့ရောက်ရှိလာကြပြီးမာကတ်စ်၏အမှတ်များအလွန်ကောင်းမွန်သောကြောင့်စာရွက်စာတမ်းလုပ်ငန်းစဉ်များကိုအချိန်တိုအတွင်းပြီးစီးသွားခဲ့သည်သူ့ကိုအတန်းလေးသိပ္ပံဘာသာရဲ့အထူးတန်းသို့ချထားပေးခဲ့ပြီးအတန်းပိုင်ဆရာမမှာအင်္ဂလိပ်စာဆရာမတာနာဖြစ်သည်ဌာနမှူးကမာကတ်စ်၏ထူးချွန်သောပညာရေးမှတ်တမ်းများကိုဆရာမတာနာအားမိတ်ဆက်ပေးပြီးနောက်အုပ်ချုပ်ရေးတာဝန်ရှိသူပြန်ထွက်သွားခဲ့သည်သို့သောမာကတ်စ်တွင်တောင်းဆိုစရာအသေးအဖွဲတစ်ခုရှိနေသေးသည်သူသည်မာယာဆိုသည့်မိန်းကလေးဘေးတွင်ထိုင်လိုကြောင်းတောင်းဆိုလိုက်သည်
ဆီယာမတာနာကအံ့အားသင့်သွားပြီးသူမကိုတိတလားဟုမေးလိုက်သည်မာကတ်ကရခင်အတန်းဖော်ဟောင်းတယောက်ဖြစ်ကြောင်းပြောလိုက်သဖြင့်ဆီယာမကပြုံးကသဘောတူပေးလိုက်သည်စာသင်ခန်းသို့လျှောက်သွားကြစဉ်တင်းချဆရာသည်အတန်းထဲတွင်စာမွေးပွဲတို့တစ်ခုစစ်နေသည်ကိုတွေးလိုက်ရသည့်ဆီယာမတာနာကယဉ်ကျေးစွာခေါင်းညှိနှုတ်ဆက်ပြီးမာကတ်ကိုအတန်းရှိသို့ခေါ်သွားသည်ထို့နောက်ဆီယာမကကျောင်းသားများကိုပြုံးပြကကျောင်းသားအသစ်တစ်ယောက်ရောက်ရှိလာကြောင်းကြေညာပြီးမာကတ်ကိုမိတ်ဆက်ပေးရန်ဖိတ်ခေါ်လိုက်သည်မာကတ်ကမတ်တက်ရက်လိုက်ပြီးသူ၏နာမည်မှာမာကတ်ဖြစ်ကြောင်းအမှတ်များကပုံမှန်သာဖြစ်ပေမဲ့စရိုက်ကောင်းမွန်ကြောင်းနှင့်သူသည်ဘယ်တော့မှရန်မစတတ်ကြောင်းပြောလိုက်သည်ဆီယာမတာနာသည်သူ၏ပြောင်မြောက်လွန်သောအရှုံးဖောက်စကားကြောင့်ရင်မိတော့မလို့ဖြစ်သွားသည်ဆီယာမကအတန်းသားများကိုသူတို့နှင့်အတူပူးပေါင်းတင်ယူမည်ဖြစ်ကြောင်းပြောပြီးမာယာဘေးရှိခုံသို့တွားထိုင်ရန်ညွှန်ပြလိုက်သည်တိတ်ဆိတ်ပြီးမျက်မှန်တက်ထားသောမိန်းကလေးတစ်ယောက်ကခဏမျှမောကြည့်လိုက်သည်တကယ်တော့ဤဒီမှာမာကတ်နှင့်မာယာတို့ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်သည်သူမသည်အလွန်ရှက်တတ်သူဖြစ်ကြောင်းသူချက်ချင်းသတိထားမိသည်သူမသည်အတန်းထဲတွင်မမြင်ရသလောက်တိတ်ဆိတ်နေတတ်သောမိန်းကလေးမျိုးဖြစ်ပြီးအနိုင်ကျင့်ခံရနိုင်သည့်သူမျိုးပင်ဖြစ်သည်ပုံမှန်ကျောင်းတစ်ကျောင်း၏ပတ်ဝန်းကျင်တွင်ဆိုလျှင်သူမ၌လူမှုရေးအရာတည်ရှိမှုဟူ၍မရှိသလောက်ဖြစ်နေလိမ့်မည်သို့သောကျောင်းပြီးသွားသည့်နောက်မီယာ၏နာမည်ကျော်ကြားမှုသည်အံ့အားသင့်ဖွယ်မြင့်တက်သွားမည်ကိုမာကတ်သိထားသည်သူသည်သူမဘေးရှိစပွဲသို့လျှောက်သွားကထိုင်ချလိုက်သည်